ground shook, the walls. တင်ငယ်ချင်းအားငယ်ချင်းဝမ်းနဲ့စိတ်ပြက်ချင်းပြူလဲကြေကွဲချင်းတွေကတန်မာဖို့စမ်းသပ်တဲ့အရာတွေပါကျွန်တော်တို့ဒူးမထောက်စရန်တိုက်ထုတ်မောင်းထုတ်ကြရပါမယ်ဒါမှတန်မာတဲ့သူဖြစ်မှာလောကမှာကျွန်တော်တို့ကတောင်ကပယံကတစ်ပင်လို့ရှင်သန်ကြရပါမယ်ဒဏ်ရာတွေနဲ့ပြူလဲချင်းတွေကတန်မာခြင်းကိုပြစ်ပေါ်စေမဲ့အကြောင်းတရားတွေခဏခဏပြူလဲခြင်းကထက်ခါတန်မာလာဖို့အကြောင်းတရားလို့အမြင်မှတ်ပါကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင်ရုန်းကန်ရှင်သန်နေထိုင်ကြရအောင်ကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြပြန်ထပြီးတော့မှတန်မာကြရအောင်ပြိုလဲအားငယ်ခြင်းတွေကြုံနေတာတိုက်တို့ရှင်သန်ပြီးတန်မာခြင်းဖြစ်ပြောင်းကြစိတ်ပြဝန်းနေခြင်းတွေကြုံနေတာတွန်ထုတ်အားသက်လောင်းပြီးတော့တန်မာခြင်းဖြစ်ပြောင်းကြနာကျင်ခံခဲ့တဲ့နေ့တွေကြုံတဲ့အခါရုံးထရှင်သန်ပြီးတော့တန်မာခြင်းဖြစ်ပြောင်းကြဒဏ်ရာတွေပြတ်ဖွားနဲ့နိုးထားရတယ်မိပြောက်အားသက်ထုံးပြီးတော့မှတန်မာခြင်းဖြစ်ပြောင်းကြဒါယာကိုလူရသွင်းတတ်တဲ့သူတွေနဲ့တွေ့တယ်ပြုံးပြကြိုးစားရင်တမ္မာချင်းဖြစ်ပြောင်းကြလောကရန်ကမာထနန်ဆက်ဆံတဲ့အခါတရားကိုတွန်းလှန်ကြိုးစားရင်တမ္မာချင်းဖြစ်ပြောင်းကြတစ်ချိန်ကကျွန်တော်တို့ရတဲ့တရားတွေဟာနောက်တစ်ချိန်မှာကျွန်တော်တို့တမ္မာဖို့ခန္ဓာရင်အားရင်တမ္မာကြရ